အစိတ်ရှိတဲ့ပင့်ကူတကောင်ဒီကောင်မလေးရဲ့ပါးဆက်ထဲဝင်သွားပြီးချက်ချင်းပဲသူ့ကိုပင့်ကူဖုတ်ကောင်အဖြစ်ပြောင်းလဲပြလိုက်တယ်။ဒီမတိုင်ခင်ကဒီကောင်လေးဟာပင့်ကူတွေရဲ့အတိုက်ပုံကိုတွားထိမိလို့သူတို့ကိုစင်ခေါ်လိုက်တဲ့အတွက်အစိတ်ပြင်းတဲ့ပင့်ကူထောင်ပေါင်းများစွာဟာအဲ့ဒီထဲကနေပန်းထွက်လာခဲ့တယ်။အပြာရောင်ပင့်ကူတကောင်ကကောင်လေးရဲ့ပါးဆက်ထဲဝင်သွားပြီးကျန်တဲ့ပင့်ကူတွေကလူတိုင်းကိုစတင်တိုက်ခိုက်ခဲ့ကြတယ်။ပင့်ကူတွေကသူ့အသက်ကိုကယ်တင်ဖို့အတွက်တောအုပ်ထဲပြေးလွှားနေတဲ့ကောင်လေးတယောက်ကိုလိုက်နေကြတယ်။သူမြေပြင်ပေါ်လဲကျသွားပေမဲ့အမြန်ပြန်ထကာဆက်ပြေးနေခဲ့တယ်။စွန့်ပစ်ထားတဲ့ကားတစ်စီးကိုတွေးတော့သူ့အထဲဝင်လိုက်တယ်။ပင့်ကူကမှန်ပေါ်တက်လာလို့သူ့မှန်ကိုပိတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီပင့်ကူကကားရဲ့အပေါ်ကနေဝင်လာပြီးကောင်လေးကိုကားထဲကနေအတင်းကျပ်ထွက်ခိုင်းခဲ့တယ်။ကောင်လေးကပင့်ကူရဲ့အာယုံကိုလွှဲဖို့အစွမ်းကုန်စူးစမ်းနေပေမဲ့ပင့်ကူကသူ့ကိုဆက်လိုက်နေခဲ့တယ်။အိမ်ဟောင်းတစ်ခုထဲဝင်သွားပြီးပင့်ကူကိုမတွေ့ရတော့မှသူတက်ပြင်းချလိုက်တယ်။ဒါပေမဲ့ဘလို့ဖြစ်ပင့်ကူကတကားအောက်ခြေကနေချုံဝင်လာပြီးကောင်လေးစီအလျင်မြန်ပြေးလာခဲ့တယ်။ပင့်ကူကပြန်တန်းပြီးကောင်လေးရဲ့ပါးဆက်ကိုချိန်လိုက်ပေမဲ့ကံကောင်းစွာနဲ့ပဲအာယုံမန်းရဲ့ဥထုံဟောင်းတစ်ခုကသူ့ခေါင်းပေါ်ပြုတ်ကျပြီးပါးဆက်ကိုကာကွယ်ပေးလိုက်တယ်။အဲ့ဒီနောက်သူပင့်ကူကိုဆွဲကင်ပြီးသူနဲ့အားကုန်ထုချေပစ်လိုက်တယ်။ဒါပေမဲ့အဲ့ဒါကပင့်ကူတကောင်ပဲရှိပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့တခြားပင့်ကူထောင်ပေါင်းများစွာကသူ့ကိုအပြင်မှာစောင့်နေကြလို့ပါပဲ။